ကျမဒီမှာမိဘတွေအတွက်ကိုယ့်သားသမီးကလေးတငယ်လေးတွေအတွက်အရေးကြီးတဲ့သတိထားရမယ့်အရာလေးတစ်ခုကိုပြောပြပေးချင်ပါတယ်အခုသတင်းကြီးနေတဲ့ဆရာတွေကသူတို့ကျောင်းသားတွေကိုလိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့သတင်းတွေတက်လာတော့တော်တော်များများအံ့တင်ကြတယ်ပေါ့နော်မိဘတွေအထူးသတိထားသင့်တာတစ်ခုကsexual harass လုပ်တဲ့သူအများစုကကိုယ့်အနီးနားကသူတွေမထင်မှတ်ထားတဲ့သူတွေအထူးသဖြင့်ဒီကိုအားကိုးယုံကြည်လေးစားရပါတယ်ဆိုတော့ဂုံဒီကိုအုပ်ဆောင်ထားတဲ့သူအများစုကပဲပို့ပြီးကျူးလွန်တတ်ကြတယ်ဆိုတာကိုသတိထားရပါမယ်ကိုမထင်ထားတဲ့သူတွေကပဲအများစုကျူးလွန်တတ်ကြတယ်ဥပမာဆရာမဆရာဝန် engineer ဘာတွေပုဂ္ဂိုလ်မိသားစုဝင်ဆွေမျိုးဦးတော်ကိုအမစတဲ့ကိုမလုံနိုင်လောက်ဘူးထင်မှတ်ထားတဲ့သူတွေကပေါ့နော်အဲ့လိုလူတွေကပဲဒီလူလေးစားအကူယုံကြည်ရတယ်ဆိုတဲ့ယုံကြည်ကိုးစားမှုကိုခွင့်ကောင်းယူအကာအကွယ်ယူပြီးကျူးလွန်တတ်ကြတယ်ပေါ့နော်အဲ့တော့တတိထားပါမိမိသားသမီးတွေကိုဘလို့လူမျိုးနဲ့မှစိတ်မချပါနဲ့အဲ့လိုမျိုးကိုယ့်အနေနဲ့စိတ်ချလက်ချထားခြင်းတယ်ဆိုရင်မိမိအနေနဲ့ရောမိမိသားသမီးတွေကိုပါကာကွယ်လို့ရအောင် sex education ကိုသင်ထားပေးပါကိုယ့်သားသမီးမဖြစ်ဘူးဆိုပြီး views မဆိုင်ပဲလဲမနေပါနဲ့ sex harass လုပ်ခံရတာမြန်မာပြည်အမျိုးသမီးတိုင်းနေပါဆိုတာကိုသတိရပါအဲ့လိုလုပ်ခံရတဲ့သူတွေသားသမီးတွေကလည်းကိုယ့်ကိုပြန်မပြောလို့ကြဘူးဆိုတာကိုလည်းသတိရပါဒီလိုခန္ဓာကိုယ်ပိုင်းလိမ်ပိုင်းဆိုင်ရာထိပါနှောက်ယှက်မခံရအောင်sex education တွေ sexual violence တွေအကြောင်းကိုမဖြစ်မနေသင်ထားပေးကြပါလို့ဒီမှာအရေးတကြီးတိုက်တွန်းလိုက်ပါတယ်ဒီဗီဒီယိုကိုလည်းကလေးတငယ်လူတွေကိုမကျူးလွန်မခံရအောင်ရှောင်ကျဉ်နိုင်အောင်ဝိုင်းပြီးဖြန့်ဝေပေးဖို့တောင်းဆိုပါတယ်ကြည့်ရှုပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်